ဟုတ်တယ်ငါအင်းကြီးသွားလဲလာမယ်အေးသွားလဲโอเคငါလည်းငါကြီးငါပြန်တော့မယ်နော်အေးကြည့်ဖတ်ပြီးပြအောင်နော်အိပါအေးဆိုတော့တတာဝင်ငါအိမ်တော့ငါရောက်လာပြီပဲအင်းကတက်ချင်းမလို့ရသေးရောငါကလောရမှာပေါ့ဟာအပင်လေးရောပါတာပဲတော်တော်ကြိုက်လိုက်တာဒီအိမ်လေးရမှာမထင်ထားဘူးနည်းနည်းလေးစဉ်းစားလာလေဟဲ့ငါတငယ်ချင်းကတော့ပြန်သွားပြီဆိုငါလည်းပြင်သွားဖို့စဉ်းစားလိုက်ပါဦးငါပဲနေတယ်ငါကြည့်ဘူးအေးလေမအဲ့ဒါပြီးတော့ဒီမှာချက်ဘာဖြစ်လဲလာပြီကောင်းတယ်ငါကလည်းကိုရှိရတာထားတော့ဟာသူစီဝငါကလည်း4ရက်ရှိရတော့3ရက်လည်းရှိရတယ်တော့လိုက်ပါအောင်မယ်အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျမတို့ကြွကြပြီနဲ့အင်းကြီးလေးနဲ့မရတော့ဘယ်သူလုံးနိုင်ပဲဖြစ်ပါလေဒီအင်းကြီးလေးကတော့9500ပဲပေးရပါတယ်ဘယ်လိုဒါရီကရမ်းမိုက်တာပဲအမကြီးလေဒါရီကဘလောက်လဲကျမတို့ဒါရီက9500ပါမဝယ်လို့ရလားအမဝယ်လို့ရလားရပါတယ်ညီမလေးအမမောင်နဲ့ကဘယ်လိုမချချပဲမြတ်ချက်ကိုဖတ်လာတာiPhone နဲ့တော့ဆက်ကြည့်လိုက်မယ်ဟာကိုယ်ငါတော့မှပြီးသွားပြီလို့ရှင်နေဟဲ့မှပြီးသွားပြီဆိုတော့နေ့ဖြင့်ညရောက်လာတော့မှာပဲရမ်းပြောလိုက်တာငါတော့ငါဘာလို့မလဲတော့မသိတော့ဟေးဒါကတော့တငယ်ချင်းအချစ်ဆိုတဲ့အပိုင်းလေးကလေးပါအပိုင်းလေးကိုနောက်မှတင်ကြပါမယ်ဘိုင်ဘိုင်